ကဲဖဲရှုံးတဲ့ကလေးရောဖဲရှုံးတဲ့ကလေးတွေပါဗျာအဲ့လို appointment တွေကိုမရှင်းနဲ့လို့ပြောပါ ဘာနဲ့ရှင်းလဲလာပါလေညလုံးနေရောညလုံးတော့မပေါ့ဘူးဟာညလုံးနဲ့မင်းက လှသွားပါကြီး ထောက်လို့မထွက်လာပါ ခေါ်တော့ဖဲရှုံးတဲ့ကလေးကြွက်ပေါက်ပါခင်ဗျချမ်းတုံဆိုတဲ့ကလေးလူကြီးတွေနဲ့လူကြီးတွေနဲ့ရှင်းပြီးတော့မိုက်တဲ့ကလေးပါဟောဒါတော့ကိုတင်သားဖဲရှုံးတဲ့မျက်နှာလေးပါဗျာ ဟာ အဲ့တော့ appointment နေမရှင်းပါနဲ့လို့ပြောရတယ် ခဏအပြားကြီးရေနော်ဒါလည်းကြီးရတယ်မကြည့်ဘူးတော့ကြည့်နေဟာ ကွန်မန်ဒိုလေး လှပါခင်ဗျပြီးရင်ကွန်မန်ဒိုတွေရွှေဘယ်မှာတက်တင်ခိုင်းမှာဖြစ်ပါတယ် ချီကလာလို့ပြီ ရွှေဘယ်မှာတက်တင်ခိုင်းမဲ့ရဲဘော်တွေကိုတက်စုမှုကနေပြီးမှရုပ်ဖြတ်ပေးနေတာဖြစ်ပါတယ် ကွန်မန်ဒိုဖွဲပါခင်ဗျာတဲ့ အဲ့တော့ကိုနေစော ဖွဲဝိုင်းပါခင်ဗျာ ကိုနေစောဖြစ်ပါတယ် ပြင်း တော့လေးချက်လေးလာဘလို့ အဲ့တော့ appointment အခမ်းလို့ဖင်မခံရတာတမယ်ပါပဲ ခုကတော့ကျင်းနေ မျက်နှာတော့ရှိသေးလားမင်းမျက်နှာတော့ရှိ ပတိုင်းဝင်တက်ပြီ တော်တော်လှပါပါ ဒီ ကြီး မလေးရတဲ့ခါစက်နေတာ တော်တော်လေးကိုလှပါပါကြီး ဟာဒီနဲ့နေပြီးကြိတ်နေတာ လုံးကြည့်ကြည့် တော်တော်လှပါပါခုချိန်မှာသူကြည့်နိုင်တာမဟုတ်ပါဘူးသူကိုယ်တိုင်လည်းအုံးမဲ့နေတယ်ပါဘောခရော်တဲ့လူတွေလိုပါပဲထော်ဤတော်တော်လှ ဝန်တာလားဝန်တာလေ ကိုတော်ဤတော်တော်လှပါပါ ရရ โอเค